တင်းယောက်ျားမရင်ငယ်ထားနေတဲ့ပြဿနာဖြစ်နေပါလားခင်ဗျာတင်းယောက်ျားတင့်ကိုအရင်လိုမချစ်တဲ့ပြဿနာဖြစ်နေပါလားခင်ဗျာတင်းယောက်ျားတင့်ကိုအရင်လိုဂယုမစိုက်တဲ့ပြဿနာဖြစ်နေပါလားခင်ဗျဖြစ်နေဆိုရင်ဒီအောက်မှာဝမ်းလို့ရိုက်ခဲ့ပါခင်ဗျတင်းယောက်ျားမရင်ငယ်ထားနေတဲ့တင်းယောက်ျားတင့်ကိုအရင်လိုမချစ်တော့ဘူးတင်းယောက်ျားတင့်ကိုအရင်လိုဂယုမစိုက်တော့ဘူးဆိုရင်တင့်နေနဲ့ဒီချက်ကိုမဖြစ်မနေလှုပ်ဖို့လိုပါတယ်ခင်ဗျနံပါတ်1ချက်တင့်ကိုတင်ပဲများများပြန်ချစ်ပေးပါခင်ဗျတင့်ကိုတင်ပဲအလိုများများလိုက်ပေးပါခင်ဗျတင်ပဲတွားချင်တာလဲတင်ပါစားချင်တာလဲတင်ပါလုပ်ချင်တာလဲတင့်ကိုတင်ပဲများများပြန်ပြီးတော့ဂယုစိုက်ပေးပါတင့်ကိုတင်ပဲများများပြန်ပြီးတော့ချစ်ပေးပါခင်ဗျနံပါတ်2ချက်တင့်ယောက်ျားမရင်ငယ်ထားနေတယ်ဆိုရင်တင့်မှာတာဝန်ယူရမယ့်အရာတွေဘာတွေရှိတယ်အဲ့ဒီအရာတွေကိုတာဝန်ကျေပါခင်ဗျတာဝန်ယူပါခင်ဗျကိုချစ်တဲ့လူတိုင်းကိုဂယုစိုက်တဲ့လူတိုင်းကိုတာဝန်ယူရဲတဲ့လူတိုင်းကိုဘယ်သူမှနောက်တစ်ချိန်ဒီလိုမျိုးမပစ်ထားရဘူးခင်ဗျဒါကြောင့်မလို့တင်းရဲ့ယောက်ျားတင်းရဲ့ချစ်သူတင်းကိုအရင်လိုပြန်ပြီးတော့ချစ်စေချင်တယ်ဆိုရင်တင်းကိုတင်းအရင်ဆုံးပြန်ပြီးတော့ဂယုစိုက်ဖို့လိုပါတယ်ခင်ဗျတင်းကိုတင်းအရင်ဆုံးချစ်ဖို့လိုပါတယ်ခင်ဗျတင်းရဲ့ယောက်ျားတင်းရဲ့ချစ်သူတင်းကိုအရင်လိုမချစ်တော့ဘူးတင်းရဲ့ယောက်ျားမရင်ငယ်ထားနေတယ်တင်းတို့သူ့ကိုထိန်းချုပ်ထားခြင်းနဲ့ဆိုရင်အဆောင်ကိုအသုံးပြုလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုခြင်းနဲ့ဆိုရင်ဆရာရဲ့ပြစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုချစ်ပါတယ်ခင်ဗျအားလုံးကိုချစ်ချင်းမြတ်တာတွေပို့ပေးလိုက်ပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ